အားလုံးမင်္ဂလာပါရှင်ကျမရဲ့ channel ကနေမိတ်ဆွေတို့အားလုံးကိုပြန်ပြီးကြိုဆိုလိုက်ပါတယ်။ပါတီကနေ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာဒီ digital စီးပွားရေးဒီနိုင်ငံတကာတရားဝင်စီးပွားရေးဟုတ်ပါသလား။ဟုတ်ကဲ့ပါ digital စီးပွားရေးဒီနိုင်ငံတကာတရားဝင်စီးပွားရေးဟုတ်ပါတယ်။နိုင်ငံပေါင်း26နိုင်ငံမှာရုံးခွဲ43ခုတည်ရှိပြီးတော့အစိုးရအတိအမှတ်ပြုထားတဲ့တရားဝင်စီးပွားရေးဖြစ်တဲ့နှစ်စဉ်နှစ်တိုင်းမိမိရရှိတဲ့ဝင်ငွေအပေါ်မှာအခွန်ပေးဆောင်ရတဲ့စီးပွားရေးဖြစ်တဲ့ဒါကြောင့်ဒီစီးပွားရေးကိုမိတ်ဆွေတို့ကယုံကြည်စိတ်ချစွာနဲ့လုပ်ကိုင်လို့ရပါတယ်ဒီစီးပွားရေးကိုမိတ်ဆွေကတန်တရားရှိတယ်ဆိုရင်ဒီစီးပွားရေးတကယ်ပဲတရားဝင်စီးပွားရေးဟုတ်မဟုတ်ကိုသိချင်တယ်ဆိုရင်ကျွန်မရဲ့ website မှာနာမည်နဲ့ Gmail ကို register ဖြစ်ပြီးမိတ်ဆွေအခမဲ့လေးလာကြည့်လို့ရပါတယ်ဘာဖြစ်လို့ Gmail ကိုဖြည့်ရတာလဲဆိုတော့ကျမတို့စီးပွားရေးဒီ Gmail နဲ့စတင်ပြီးအလုပ်လုပ်ရတာဖြစ်တယ်။ဒါကြောင့်ဝင်ငွေဒီလဲ Gmail ကနေပဲကျမတို့ရရှိလာတာဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့စီးပွားရေးဒီနိုင်ငံတကာမှာတရားဝင်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်လဲလူပေါင်းများစွာ2သိန်းကျော်ကယခုလိုယုံကြည်စိတ်ချစွာနဲ့လုပ်ကိုင်နေကြတာဖြစ်တယ်။ offline မှာလည်းလုပ်ကိုင်လို့ online မှာလည်းလုပ်ကိုင်နေကြတာဖြစ်တယ်။ဒါကြောင့်ဒီစီးပွားရေးကယခုဆိုရင် social media ပေါ်မှာ online ကနေလုပ်ကိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်လူပေါင်းများစွာသိရှိလာပြီဖြစ်တယ်။ဒါကြောင့်ဒီစီးပွားရေးကတကယ်ပဲမိမိရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးနိုင်တဲ့စီးပွားရေးဖြစ်တယ်။အဖြစ်လို့လဲဆိုတော့ဒီစီးပွားရေးကိုလုပ်ကိုင်တဲ့လူတွေကဒီစီးပွားရေးပေါ်မှာတင်ယူမှုလိုအပ်လို့စူးစမ်းအားထုတ်မှုလိုအပ်တယ်။မိမိကအချိန်ဘယ်လောက်ရှိလဲမိမိရဲ့အားတဲ့အချိန်မှာတရက်ကိုအချိန်2နာရီ3နာရီပေးပြီးလုပ်ကြရတဲ့စီးပွားရေးဖြစ်တယ်။ဒါကြောင့်မိမိရဲ့စီးပွားရေးကိုပုံမှန်လည်ပတ်နိုင်ဖို့ရဲ့အတွက်မိမိကကိုယ်တိုင်ပါဝင်ပြီးလုပ်ကြဖို့လိုအပ်တာဖြစ်တယ်။အချိန်ရင်းနှီးရတယ်လို့ငွေကြေးရင်းနှီးရတယ်။မိမိရင်းနှီးရတဲ့အရာတွေကတစ်ချိန်ကျရင်မိမိအတွက်ပြန်ပြီးအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တာဖြစ်တယ်။တစ်ချိန်မှာငွေကြေးလွတ်လပ်မှုရရှိနိုင်တယ်။ချိန်လွတ်လပ်မှုရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီစီးပွားရေးကိုမိတ်ဆွေကဖြန့်ပြီးအနေနဲ့စတင်ဖို့ရန်အတွက်တင့်တော်ဆုံးသောစီးပွားရေးဖြစ်တယ်။ဒါကြောင့်ဒီစီးပွားရေးဒီကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာက community တွေကကျမတို့ကိုအများကြီးပံ့ပိုးပေးထားတာဖြစ်တယ်။ဘလို့ပံ့ပိုးပေးလဲဤပညာတွေပံ့ပိုးပေးတဲ့အသိပညာဗဟုသုတတွေ training မှာပါတဲ့သင်ခန်းစာတွေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ story တွေကို sharing လုပ်ပေးတဲ့သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေဒီစီးပွားရေးပေါ်မှာလေ့လာကြည့်ဖို့ကျွန်မကဖိတ်ခေါ်ပါတယ်ရှင်အားလုံး